ဒီမှာဘသူ့ကိုခေါ်နေရလဲခင်ဗျာ ဒီမှာရှင်မဲရှိတာလေရှင်မခေါ်လို့ဘသူ့ခေါ်ရမှာလဲ ကျုပ်နာမည်ကဒီမှာမဟုတ်တာအမေပေးရတဲ့နာမည်ကကြီးကြီးဒါပေမဲ့ကျုပ်ကိုမောင်ကြီးလို့ခေါ်တာကိုပဲကျုပ်ကကြိုက်တယ် မောင်ကြီးဆိုတော့လေမောင်ကြီးပေါ့ရှင်ဒီရွာမှာလေဒေါ်ကြီးတင်ဆိုတာရှိတယ်မလားတို့ဒေါ်ကြီးတင်ဘယ်မှာရှိလဲဆိုတာညွှန်ပေးပါလား ဘယ်ကတော်ကြီးတင်လဲနေပါအောင်အော်ကျုပ်သိပြီရွာလေကအပြူကြီးကြီးတင်ကိုပြောတာမလား အပြိုကြီးဆိုတော့ဟုတ်တယ်တို့လမ်းညွှန်ပေးလို့ရတယ်မလား ကျုပ်ကိုတော့လိုက်ပို့ပေးလို့တော့ရတယ်ဒါနဲ့ခမရကမြို့ကြီးသူလားခမရဝစ်စားထားတာတွေကကျုပ်တို့ရွာသူတွေနဲ့တော့မတူဘူး ဟုတ်တယ်တို့ကမျိုးကလာတာကြီးတင်ညီမရဲ့သမီးကြီးတင်ရဲ့ဒူမဆိုပါတော့ ကြီးကြီးတင်ရင်တူမလို့သာပြောတာယူချင်းစရာတော့မရှိဘူးကြီးတင်ကပုပုလုံးလုံးနဲ့ဒေါ်ကွာတော့ခမရကတော့အတော်လှသားဗျတီဗီတွေကမင်းသမီးတွေလိုပဲဖွေးဥနေရပဲကျုပ်တော့ကြိုက်သွားပြီ ရှင် ကျုပ်ကတော့သူတောင်းသားဗျဟမ်ဆောင်တတ်ဘူးစိတ်ထဲရှိတဲ့အတိုင်းပဲပြောတတ်တာခမရလှတယ်ကြည်ကောင်းတယ်ကျုပ်ကအဲ့ဒါကိုအားကြတာသဘောကျတာဗျ ဩဟုတ်ပါပြီရှင်ဖြစ်နိုင်ရင်တို့ကြီးတင်ရဲ့အိမ်ကိုအရင်ပို့ပေးလို့ရမလားမောင်ကြီး ဟုတ်တာပဲစကားကောင်းနေရနဲ့လာကျုပ်နောက်ကသာလိုက်ခဲ့ခမရတွေကျုပ်ကိုပေးကျုပ်တယ်ပေးမယ် နေပါစေရပါတယ်အားနာစရာကြီး မဟုတ်တာပဲပေးပါဗျဒီလောက်ကတော့မောင်ကြီးတို့အတွက်အပြော့ပဲကိုယ့်ရောအလဲလာတဲ့ဧည့်သည်ကိုကုညီရမှာပေါ့ဗျပေးပါဗျာ ကျေးဇူးပါပဲနော်တို့လည်းတကယ်တော့ပြင်ပန်းနေတာခြေလက်တွေကမလှုပ်ချင်တော့ဘူး ကဲအားနာမနေနဲ့ကျုပ်ကသာအကုန်ပေးလမ်းတော့ဆောက်ရှောက်နိုင်ပါသေးရဲ့နော်ကြီးတင်ကိုရောက်ဖို့ကနည်းနည်းဆောက်ရှောက်ရအောင်မယ် ရပါတယ်ကြီးတင်အိမ်ကိုသာအမြန်ပို့ပေးပါနော် ကြီးတင်ရေး ဟေးဘသူတော့ကွယ်အိမ်ထဲကိုဝင်လာခဲ့လေ ဒီမှာလင်းကြီးတင်ရဲ့ဒူမဆိုလားဧည့်သည်ပါလာတယ်ဗျထွက်ကြည့်ပါဦး ဘသူများပါလေဟေးသမီးလေးကေသွဲပါလားကြည့်ပါအောင်ကွယ်ဒီရွယ်တော်ရောက်နေပြီလား ကြီးတင်ကသူ့ကိုကောင်းကောင်းမှတ်မိသားပဲသူကမမှတ်မိတော့ဘူးတော့ထင်နေတာ အမလီတော့ကိုတူမကိုမမှတ်မိစရာလားအေးညီရလေကြီးလာလေညီမိနဲ့ပို့ပြီးတူလာလေပဲသိလား မေမေကလေသူမဆုံးခင်မှာကြီးတင်ကိုတတိယချောင်းတွေပဲတပွားပွားပြောသွားခဲ့တာသူ့ကိုလေသူမရှိတော့ရင်ကြီးတင်ရှိတဲ့ရွာကိုအရောက်သွားဖို့ခဏမှာခဲ့တာကြီးတင်ရဲ့ ကဲပါသမီးတွေရဲ့စိတ်မကောင်းစရာတွေမပြောနဲ့တော့နော်သမီးခရီးပန်းလာတယ်မဟုတ်လားခဏနာပြီးရေမိုးချိုးပေးရနဲ့တို့တူကြီးထမင်းတူတူစားကြတာပေါ့ ဒါဖြစ်ကြီးတင်တဲ့မြို့ကြီးသူကျုပ်ပြန်လိုက်အောင်မယ်ရွာထိပ်မှာကျုပ်နွားတွေကိုထားခဲ့ရတာဗျ အေးမောင်ကြီး သူထပ်ပြီးကျေးဇူးတင်ပါတယ်နော်မောင်ကြီး ရပါတယ်ဗျာကျုပ်ပြန်ပြီဗျို့